အပိုင်းဆက်ခွင်ရဲ့အစမှာတော့ဗိုလ်ကြီးအောင်ဝင်ဦးဆောင်တဲ့ကင်းတော့တဲ့ဟာကာရိုနက်ကနေတိုက်တန်ရဲ့လှုပ်ဝက်ချက်တည်ရှိရလို့ယုံကြည်ရတဲ့ရှီကန်းရှိနာကိုသွားတဲ့လမ်းကြောင်းရှာဖို့ထွက်လာကြပါတယ်။ဒတိုင်းပြင်ရောက်တာနဲ့ပြက်စီးနေတဲ့အိမ်တွေရဲ့ဂျားထဲမှာ10 မီတာလောက်ရှိတဲ့တိုက်တန်နဲ့ဆက်တွေ့ပါတယ်။စီစဉ်ထားတဲ့ဒိုင်းတပ်သား2ယောက်ကတိုက်ခိုက်လိုက်ကြပြီးခုတ်ချက်လွဲသွားတာကြောင့်ဆာရှာကကြည်ရင်လန့်သွားပါတယ်။ဆာရှာကိုဘေးကိုမကြည့်ပဲထောက်ပံ့ရေးတပ်သားတွေတာဝန်ယူလိမ့်မယ်လို့ပြောရင်ဆာရှာခေါင်းကိုကန်ပြီးအရှိကိုလှည့်ပေးလိုက်ပါတယ်။ဒီလိုနဲ့အားလုံးရှေ့ကိုချီတက်လာကြပြီးအစီအစဉ်အရထောက်ပံ့ရေးတပ်သားတွေကမြို့ဟောင်းနေရာထိလိုက်လံကာကွယ်ပေးသွားမှာဖြစ်ပါတယ်။ထိုနေရာကိုကြော်တာနဲ့တိုက်တန်ရဲ့နေမြေဖြစ်တာကြောင့်ဗိုလ်ကြီးအောင်ဝင်ရဲ့ဗျူဟာကအားလုံးရဲ့မျှော်လင့်ချက်တစ်ခုတည်းလည်းဖြစ်ပါတယ်။အဲရွန်ကတငယ်ချင်းတွေကတိုက်တန်တွေကိုမနှောက်ယှက်နိုင်ပါဆိုလို့ဘိုးဆက်ကိုစိုးရိမ်ပြီးပြောလိုက်ပါတယ်။ဘိုးဆက်ကနားထောင်ကောင်လေးခီးစဉ်တစ်ခုလုံးရဲ့ဆိုးရွားရဲ့အပိုင်းကတိုက်တန်နေလို့စကားအစားမှာပဲရှာကိုင်းမိသွားပြန်ပါတယ်။ဒီလိုနဲ့မြို့ဟောင်းကြော်လာတော့အောင်ဝင်ကအဝေးကင်းတော့ဗျူဟာခင်းမယ်လို့အမိန့်ပေးလိုက်ပါတယ်။အားလုံးဗျူဟာတွေကအတိုင်းဖြန့်ကျက်လိုက်ကြပြီးတယောက်နဲ့တယောက်မြင်နိုင်တဲ့အကွာအဝေးတိုင်းရှိနေရမှာဖြစ်ပြီးသတင်းပို့ဆက်သွယ်ရမှာပဲဖြစ်ပါတယ်။ဆက်သွယ်ရမှာကတော့တိုက်တန်တစ်ကောင်တွေ့ရတဲ့အနီရောင်မီကိုချက်ပြရမှာဖြစ်ပြီးမူမမှန်တဲ့တိုက်တန်ကိုတွေ့ရင်တော့အမဲအောင်မီကိုပြစ်လို့ရမှာပဲဖြစ်ပါတယ်။မီကိုမြင်တဲ့မီသူမဆိုမြင်လိုက်တဲ့မီကိုရောင်တိုင်းထပ်ပြစ်ပြီးအချက်ပြရမှာဖြစ်ပါတယ်။အချက်ပြမီကိုတွေကိုတက်မှုမြင့်ပြီဆိုရင်အစိမ်းရောင်မီကိုပြစ်လို့ပြီးဗျူဟာပုံစံဘလို့ဆက်သွားရမလဲဆိုတာပြပြီးမှဖြစ်ပါတယ်။ဒါမှသာတိုက်တန်တွေကိုရှောင်ပြီးပန်းနိုင်ရှိအောင်ဆက်သွားနိုင်မှာဖြစ်ပါတယ်။ဒါပေမဲ့တခါတလေကြာရင်တော့အစာအုပ်ဟောင်းနေနဲ့ကွန်နေတတ်တာမို့လို့တိုက်တန်တွေကိုအနီးရောက်မှတွေ့ရတတ်ပါတယ်။အနီးကတွေ့လိုက်ရတဲ့တိုက်တန်ကြောင့်ဆာရှာကမီကိုကြီးကိုတေချာမထည့်နိုင်ပဲလွတ်ကျသွားပါတယ်။တက်ကူ2ယောက်ကရောက်လာပြီးအနီးရောက်မီကိုကူပြစ်ပေးလိုက်ပြီးဆာရှာနောက်လိုက်နေတဲ့တိုက်တန်ကိုမြားခေါ်ပေးလိုက်ပါတယ်။အာမင်ကတော့အနီးရောက်မီကိုမြင်တဲ့တိုင်အောင်ဗျူဟာမပြောင်းသေးတာကြောင့်ဘာများဖြစ်နေလဲလို့တွေးနေမိပါတယ်။ထိုချိန်မှာအမဲအောင်မီကိုမြင်လိုက်ရပြီးတိုက်တန်ကောင်ကအနားကရှိတဲ့ကင်းတော့တပ်သားတွေကိုဂယုမဆိုင်ပဲရှေ့ကိုတန်းတန်းမတ်သွားနေပါတယ်။ဒီလိုမူမမှန်တဲ့တိုက်တန်ကြီးဆိုရင်တိုက်ခိုက်ရမှာဖြစ်တဲ့ကြောင့်ခေါင်းဆောင်ကငါလမ်းကြောင်းကိုတားထားပေးမှမလို့တိုက်တန်ရဲ့ဂုတ်ကိုခိုးဖို့စစ်ဆိုတဲ့တပ်သားကိုပြောလိုက်ပါတယ်။မြေပဲနေရာရောက်ရင် 3D gear တွေကအသုံးမဝင်တာကြောင့်တိုက်ခိုက်ရမှာခက်ခဲလို့တေချာအတိအကျတိုက်ခိုက်ရမှာဖြစ်ပါတယ်။ခလန်းလန်းမှာတပ်သားတယောက်ကိုတွေ့တာကြောင့်ဒီကောင်ကြီးကိုနီးလုံးမှာတတ်မှဖြစ်မယ်လို့တွေးလိုက်ရင်တိုက်တန်ရဲ့ခြေထောက်ကိုဖျက်လိုက်တဲ့အခါလဲကျသွားတော့စစ်ကဂုတ်ကိုပိုင်းလိုက်နိုင်ပါတယ်။ညာတောင်ပံဘက်ကနေတိုက်တန်ကောင်ထပ်ပြေးလာတာကြောင့်ညာဘက်ကတပ်သားတွေဘာလို့နေလဲမသိဘူးလို့ရေရွတ်နေစစ်ကိုအသစ်မြင်ထားဖို့ပြောလိုက်ပါတယ်။14 မီတာလောက်ရှည်တဲ့ကောင်မို့လွယ်မှာမဟုတ်တော့ဘူးလို့ပြောနေတော့တိုက်တန်ကအချိန်ကြီးနဲ့ကြောတက်သွားပါတယ်။အာမင်ကအနက်အောင်မီကိုပြစ်လွတ်လိုက်ပြီးဒီလောက်မြောက်အောင်ပြေးတဲ့တိုက်တန်ကိုမမြင်ဘူးတဲ့ကြောင့်ကြောင်သွားပြီးစစ်ကကြားကနေဖျက်တိုက်ခိုက်လိုက်ပါတယ်။နေတိုင်းအပိုင်းတစ်တွေကိုကြည့်ကျင်နေဆိုရင်တော့ကျွန်တော်တို့ရဲ့ Facebook page လေးကို follow လုပ်ပြီးသွားလို့ရပါတယ်။ဒါပေမဲ့တိုက်တန်မှာဂုတ်ကိုအပိုင်းမခံမဲ့ခေါင်းနဲ့တိုက်လိုက်ကြောင်ဓာကြိုးသွားရပြီးစစ်ကိုလည်းကျိုးကနေကန်ပြီးရေပြင်းနဲ့ရိုက်လိုက်ပါတယ်။စစ်ကိုတက်လိုက်ပြီးရုတ်တရက်တိုက်တဲ့တိုက်တန်မှာကအာမင်စီကိုတန်းတန်းကြီးပြေးလာလိုက်ပါတယ်။အာမင်ကတော့မူမမှန်တိုက်တန်မဟုတ်ဘူးအသိဉာဏ်ရှိတဲ့ကိုယ်ထဲမှာတိုက်တန်အေယာမတိုက်တန် error လို့အကောင်ကြီးပဲဆိုတော့စိတ်ထဲမှာတွေးနေရပြီးတရားရမယ့်အဖြစ်ကိုကြောက်နေပါတယ်။တိုက်တန်မှာမီးလာတော့အာမင်ကဆွဲလာတဲ့မြင်းမို့လေးကိုလှုပ်ပေးလိုက်တော့တိုက်တန်မှာကအာမင်ကိုကြော်ပြီးမြေကြီးရဲ့တုံခါမှုကြောင့်မြင်းမော်ကနေပြုတ်ကျသွားပါတယ်။တိုက်တန်မှာကအာမင်ရဲ့ခေါင်းစုပ်ကိုဖဲပြီးအာမင်ကိုကြည့်သွားပြီးမြင်တတ်မသွားပဲကြော်သွားတာကြောင့်အာမင်အတွေးမျိုးစုံနဲ့ကြံရစ်နေခဲ့ပါတယ်။ညာတောင်ပံကကင်းတော့တစ်ဖွဲလုံးထိုးတိုက်တန်ကြောင့်အသက်ခံလိုက်ရပါတယ်။အာမင်နာကိုမြင်းမို့တကောင်နဲ့လိုင်းလာရောက်လာပြီးမြင်ပြန်ထားဖို့ပြောလိုက်ပြီးတိုက်တန်မနောက်ကိုဆက်လိုက်ကြပါတယ်။မီကိုရောင်ကိုမြင်လိုက်လို့လိုက်လာတာဖြစ်ပြီးရှေ့ကပြေးနေတဲ့ကောက်ကြောင်းလာလာနဲ့တိုက်တန်မကမူမန်တိုက်တန်လားလို့မေးလိုက်တော့အာမင်ကမူမန်တိုက်တန်မဟုတ်အသိဉာဏ်ရှိတဲ့လူသားကနေဖြစ်တဲ့တိုက်တန်မဲလို့ပြောလိုက်တော့လိုင်းနာကဘာဖြစ်တယ်လို့အန်အော်တကြီးပြောလိုက်ပါတယ်။အရင်ဆုံးမီကိုချက်ပြရမယ်လို့ပြောရင်အာမင်ကကြီးထိုးဖို့ပြင်လိုက်တော့အနောက်ကနေဂျန်ရောက်လာပြီးအဝိုင်းအောင်မီကိုပြစ်လွတ်လိုက်ပါတယ်။အဝိုင်းအောင်မီကိုဆိုတာကအရေးပေါ်အခြေအနေဖြစ်ပြီးပေါ်လာတဲ့တိုက်တန်တွေကိုတားဆီးရမှာဖြစ်တယ်လို့ချက်ပြတာဖြစ်ပါတယ်။ဂျန်ကအာမင်နဲ့လိုင်းနာတို့မိလာပြီးတောင်မှာရှိတဲ့တပ်ဖွဲ့ကကြာဆုံးသွားပြီဖြစ်ပြီးတိုက်တန်နားပြပေါ်လာကြရင်တိုက်တန်တွေဟာအရန်ကိုမြန်အောင်ပြောလာပါတယ်။အာမင်ကတောင်ဘက်ကတိုက်တန်တွေလာတာကြောင့်ရှေ့ကတိုက်တန်မှာတိုက်တန်တွေကိုပါခေါ်လာနိုင်တာဖြစ်မယ်။အဲ့တိုက်တန်ကအေရန်လို့စွမ်းရှိတဲ့လူသားတိုက်တန်မဲလို့ကောက်ချက်ချပြောဆိုလိုက်တော့လိုင်းနာကဘာလို့အဲ့လိုထင်ရလဲလို့မေးလာပါတယ်။အာမင်ကတိုက်တန်တွေကလူသားတွေကိုစားဖို့ပဲလုပ်ကြတာဒါပေမဲ့ရှေ့ကပြေးနေတဲ့ကောင်ကြီးကိုစစ်ကဂုတ်ကိုပိုင်းလိုက်တဲ့အချိန်တုန်းကကာလိုက်ပြီးမြေကြီးနဲ့ရိုက်တက်လိုက်တာအဲ့ဒါကိုကြည့်ချင်းအဖြစ်အခြားတိုက်တန်တွေလို့မဟုတ်ဘူး။အေယာမတိုက်တန်ကိုရမတိုက်တန်တို့ဒရိုင်းကိုဖျက်ဆီးတော့ကလည်းတိုက်တန်အုပ်ကြီးကိုခေါ်လာတာဒီတိုက်တန်မှပဲဖြစ်ရမယ်လို့ဖြေလိုက်ပါတယ်။တစ်စက်ထဲမှာတိုက်တန်မကတရားရောက်ကိုရှာနေတယ်လို့ပဲလို့အာမင်ကထပ်ပြောလာပါတယ်။အဲကောင်ကြီးရှာနေတဲ့သူကအေရွန်များဖြစ်နေမလားလို့ပြောလိုက်တော့အေရွန်ကဗိုလ်ကြီးလီပိုင်တပ်ဖွဲ့နဲ့ညာဘက်ချမ်းမှာရှိနေတာမဟုတ်ဘူးလားလို့လိုင်းနာကစကားထောက်လိုက်ပါတယ်။ဒီချိန်မှာပဲဂျန်ကညာဘက်ချမ်းမှာဟုတ်လို့လားငါသိထားတာကတော့ဘယ်ဘက်ချမ်းမှာပါလို့ပြောလာတော့အာမင်ကပါအရှိဘက်ချမ်းမှာပါလို့လူတွေပြောတဲ့ကြားတယ်။ဒါပေမဲ့အေရွန်ကဗျူဟာရဲ့အလုံးစုံဆုံးနေရာမှာဖြစ်လောက်တယ်လို့ပြောလိုက်ပါတယ်။လိုင်းနာကဘယ်နေရာကအလုံးစုံဆုံးဖြစ်မလဲလို့မေးလိုက်တော့အာမင်ကအနောက်ဖက်နာအလဲလောက်နေရာကအလုံးစုံဆုံးလို့စဉ်းစားရတော့ဖြေလိုက်ပါတယ်။ဂျန်ကအဲ့ဒါတွေစဉ်းစားနေရမယ့်အချိန်မဟုတ်ဘူးဗျူဟာပုံကိုမပြတ်စည်းအောင်ရှေ့ကတိုက်တန်မောက်ကိုထားရမယ်လို့ပြောလိုက်တော့အာမင်ကအဲ့ဒါဆိုခေါင်းဆွတ်လိုက်အဲရွန်ကိုလိုက်နေတဲ့အတွက်ငါတို့ဘယ်သူလဲဆိုတော့အဲ့ကောင်ကြီးမသိမချင်းတတ်မှာမဟုတ်ဘူးတိုက်တန်မကြီးတဲ့အစားတွေတုန်းကအချိန်ရောက်သွားတဲ့အတွက်အာမင်ထူးဆန်းနေရလို့တွေးနေမိပါတယ်။ဘာဖြစ်ဖြစ်အခွင့်အရေးရအောင်တားမှဖြစ်မယ်လို့တွေးလိုက်ရင်လည်း3ယောက်လုံးတိုက်တန်မောက်ကိုလိုက်မိသွားပါတယ်။ဂျန်ကမြင်းမော်ကရက်လိုက်ပြီးတိုက်တန်မစီကိုကျိုးနဲ့ပစ်လိုက်ပြီးမှရှောင်းလိုက်နိုင်တဲ့အတွက်မထိသွားပါဘူး။တိုက်တန်မကအာမင်ကိုပါလက်နဲ့ရိုက်လိုက်တဲ့အတွက်လူကိုတိတ်ထိမသွားပေမဲ့ငင်းကတော့လွင့်ထွက်သွားပါတယ်။အာမင်လဲကြတဲ့ရှေ့မှာတိုက်တန်မကငုတ်တုတ်ထိုင်ပြီးကြည့်နေတော့ဂျန်ကနောက်ကျောဘက်စီကနေတိုက်ခိုက်ဖို့ကျိုးနဲ့ပစ်ပြီးဝင်လုံးလိုက်ပါတယ်။ဂျန်နောက်ရောက်သွားတော့တိုက်တန်မကလေအုပ်ကိုလက်နဲ့ကာထားပြီးဘလို့မှတိုက်လို့မရပါဘူး။ဂျန်ကိုရိုက်သက်ခံဒီမှာအာမင်ကတွေးနဲ့ထအောင်နေရတဲ့တိုက်တန်မကရုတ်တရက်ရက်သွားပါတယ်။အနောက်မှာလိုင်းနာကဝင်လာပြီးတိုက်တန်မကိုတိုက်ခိုက်ဖို့ပြင်တဲ့အခါမှာတိုက်တန်မကတစ်ချက်ပြုံးလိုက်ပြီးလိုင်းနာကိုဖမ်းလိုက်ပြီးလက်ထဲမှာညှစ်ဖို့ပြင်လိုက်ပါတယ်။ဒီချိန်မှာဂျန်ရောအာမင်ရောထိတ်လန့်သွားကြပါတယ်။ဒါပေမဲ့စက္ကန့်ပိုင်းအကြာမှာပဲလိုင်းနာကတိုက်တန်မရဲ့လက်ချောင်းတွေကိုဖျက်ပြီးပြန်ထောက်လာနိုင်ပါတယ်။
လွတ်လာပြီးချင်းအာမင်းကိုဆွဲခေါ်သွားပြီးဂျန်ဒီကနေထွက်ကြမယ်ပြေးဆိုပြီးအော်ပြောလိုက်ပါတယ်အာမင်ကတော့တိုက်တန်မကတိုက်ခိုက်နေရင်ရုတ်တရက်ရံမှုတော့ပဲ view ရဲ့အလဲပေါ်ဖြစ်တဲ့ Aaron ရှိအောင်ထပြသွားလို့ထူးဆန်းတာတွေကဇက်တိုက်ကြုံနေတာမို့စဉ်းစားရင်းနဲ့ပဲ season 1ရဲ့အပိုင်းဆက်ခွန်ကတော့ဒီမှာပဲပြီးဆုံးသွားပါတယ်နောက်နေ့မှာအတစ်တစ်တော့အပိုင်းအနေနဲ့ကျွန်တော်ပြန်လာခဲ့ပါအောင်မယ်အားလုံးပဲစိတ်ချမ်းသာကိုချမ်းသာစီဖို့ဒီနေရာကနေစူတောင်းရင်းနဲ့ပဲကျွန်တော်ကတော့နှုတ်ဆက်လိုက်ပါတယ်